မင်္ဂလာပါရှင်ရုပ်ရချီတဲ့ပုံတွေဗီဒီယိုတွေကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ဒီဗီဒီယိုလေးထဲမှာညီမကြီးတဲ့စီးရီနဲ့မိတ်ဆက်ပေးပါမယ်စိတ်စီးရီတွေကညီမတို့နေ့တရာချီသားလေးကိုမှပရီမီယံ quality လေးနဲ့ခတ်ထားပေးပါတယ်ဒီဇိုင်းလေးတွေအသေးရောက်ပါတယ်ရှင်ဒီဇိုင်း30နော်30လောက်ရောက်တဲ့အဲ့ဗီဒီယိုဖိုင်ထဲမှာပြထားပေးပါမယ်မတို့ channel လေးတွေဆိုရင်တော့လာရောက်ဝယ်ယူအားပေးလို့ရပါတယ်9တောင်စီးပွားစိတ်လေးပါတစုံကို3000နဲ့5000ပါရှင်3000နဲ့5000ပါ3000ကျော်9တောင်ပါပါတယ်ရှင်ဒါလေးဆိုလေဘယ်အသားရည်မဆိုလိုက်တဲ့အရာလေးဘာလို့လဲဆိုဒီရောင်လေးကတော်တော်များများမေးကြတယ်ပေါ့ဒီတစ်ခါဒီရောင်လေးကိုများလေးရထားတဲ့တွေ့ကြောင်းတော့မတို့ကြိုက်တယ်ဆိုရင်စင်တူဝတ်ချင်တယ်မမတွေရပါတယ်ရှင်ဒါလေးဆိုညီမနံပါတ်မှာ1ပါရှင်နံပါတ်လေးနဲ့ပြောပြပေးပါမယ်ရှင်ဒါလေးဆိုရင်တော့နံပါတ်မှာ1ပါရှင်ရတယ်နော်အစိမ်လေးရောလောကကိုပြောစရာမလိုဆက်ထားတဲ့ဒီဇိုင်းလေးရောဒါလေးဆိုနံပါတ်မှာ1ပါရှင်နံပါတ်2ပါရှင်လာတယ်ကာလာလေးတွေလည်းလာတယ်နံပါတ်မှာ2ပါရှင်ဒါလေးဆိုရင်နံပါတ်2စီးရီးတွေကလေပတ်ပြမှာလာတယ်ဆိုတော့လေညီမပတ်ပြပေးမယ်နော်တူကကြတော့လေညီမတို့ဟိုဟာလေးပေါ့နော်ရှာအောင်မှာပါရောင်ကျင်းနေရအောင်အဲ့လိုဖိတ်ကိုသွားတယ်ပေါ့နော်ဒီဟာလေးဆိုရင်လည်းလူကြီးလူငယ်မြေးချိုက်တဲ့အရာမျိုးလေးပါရှင်ဒါလေးဆိုရင်တော့နံပါတ်မှာ3ပါရှင်ပြရရင်နံပါတ်3ပါရှင်ဒါလေးကနံပါတ်3ပါရှင်နံပါတ်မှာ4ပါရှင်စီးရီးတွေကလေရိုးရိုးလေးချုပ်ရည်ကိုတော်တော်လာတယ်နော်ဒါလေးဆိုနံပါတ်မှာ9ဒီဟာလေးဆိုလူချိုက်သမားများတဲ့အရာလေးနံပါတ်5ပါရှင်အစိမ်လေးကိုလည်းကြည့်ကြည့်နော်တအားလာတယ်ဒီဇိုင်းလေးတော်တော်လာတယ်နံပါတ်5သူ့ဝါလေးနော်ခဲပြလေးတအားလာတယ်ခဲပြလေးကိုမှလေညီမတို့တုံးထားတဲ့ခြေရတွေဒါဝယ်နေကြမှလည်းသိတယ်နော်ညီမတို့ခြေကိုလောကအမြင့်လိုက် quality ကိုမှဈေးနှုန်းနိုင်နေရောင်းထားပေးတာပါရှင်ဒါလေးဆိုနံပါတ်မှာ6ပါရှင်ဒါလေးကနံပါတ်မှာခေါ်ပါရှင်နံပါတ်ခေါ်ပါရှင်နံပါတ်မှာ8ပါရှင်ပခွားမွေးရောင်လေးနံပါတ်မှာ8ပါရှင်ပခွားရောင်လေးဒီရောင်လေးတွေကတော့လူတွေကြိုက်ကြတယ်အခုနောက်ပိုင်းအနည်းရွလေးတွေတော်တော်ကြိုက်တယ်ဒါလေးရတယ်မှာလည်းမြင်းကြီးစိန်နော်မြင်းကြီးစိန်လေးဆိုရင်အဲ့လိုပဲရောက်တာနဲ့ကုန်တဲ့အရောင်လေးပေါ့နော်ဒါလေးကနံပါတ်မှာ9ပါရှင်နံပါတ်9ပါရှင်သူကလေးလေခဲပြလေးနော်သူကလည်းခဲပြလေးပဲနံပါတ်10နံပါတ်မှာ10ပါရှင်ဒီကြလေးလေးလာတယ်တက်နံပါတ်မှာ11ပါရှင်ဒါလေးရလည်းပါလေမြင်းကြီးရအောင်ရင်းကြီးစိန်ဒါလေးကရင်းကြီးစိန်လေးနော်မာရင်းကြီးစိန်လေးနံပါတ်မှာ12ပါရှင်နံပါတ်မှာ12ပါရှင်ဒါလေးကနံပါတ်13အနီလေးပါရှင်နံပါတ်13အနီလေးပါရှင်ဒီပန်းဝယ်လေးလာတယ်နော်ဒါလေးကနံပါတ်မှာ14ခရမ်းလေးရတယ်အနူးရည်လေးရှိတယ်ဆိုတော့လေမတို့မြည်တဲ့ရောင်လေးမှန်တယ်နော်စပရေရှော့လေးနဲ့လာပေးပါရှင်ဒါလေးကနံပါတ်မှာ14ပါရှင်အပြီးတော့ညီမတို့မှမဝေးတာကြာပြီဖြစ်တဲ့ခရမ်းချစ်လေးပါရှင်ဒါလေးဆိုရင်တော့အချစ်ကလေးပေါ့နော်ဒီချစ်လေးစောစောကဒီဇိုင်းလေးတူပါတယ်ဒါမှသူကအချစ်ကလေးချစ်ထားပေးပါတယ်ရှင်ချိုးတော့အချစ်ကြိုက်တဲ့မမတွေကဒီတန်းရှိရပေါ့နော်ဒါလေးကနံပါတ်မှာ15ပါရှင်သူကကြတော့လေအပြလေးညီမတို့ဒီမိုးပြရောင်လို့ပေါ့နော်အပြလေးဒါလေးကနံပါတ်မှာ16နံပါတ်မှာ16ပါရှင်ပန်းမိတ်ကလေးနံပါတ်မှာ10ခေါ်ပါရှင်ဒါလေး
လေးကကျတော့မရမ်းပြင်းနေဖောက်တယ်ပေါ့နော်ပန်းမရန်လေးနံပါတ်မှာ38ပါရှင်ဟုတ်လားနေရောနော်နံပါတ်မှာ38အသားညိုညိုဖြူဖြူဘောလို့လိုက်တဲ့အရာမျိုးစစောကအရာလေးဆိုရင်လေဒါကအလင်းရဲလေးဒါစစောပန်းဝဲတူတာ တောင်းဝဲတူ အရာမတူလား အရာမတူဟိုကလိမ့်မောဩဒါအန် ဒါလေးဆိုရင်နံပါတ်မှာ39ပါရှင်ဒါလေးကနံပါတ်39ပါရှင်ပါချီလေးဆိုလူကြိုက်များတယ်ပေါ့နော်20နံပါတ်မှာ20ဒီပါချီလေးဆိုရင်လည်းလူကြိုက်တယ်များတယ်သူကဘယ်လိုလဲဆိုတော့လေဒီပန်းလေးတွေကညီမတို့ဒီလူအသားရည်မရွေးဝိုးလို့ရတဲ့ပန်းမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ပါညို့ညို့ဖြူဖြူဝိုးလို့ရတဲ့အသားလေးပါပန်းလေးပါရှင်ဒီဝိုင်နီလေးကတော့နံပါတ်မှာ22ဝိုင်နီကိုမတွေညီမအနေကပြပေးမယ်နော်ဆိုပြီးတော့လှနေရောဒါလေးဆိုနံပါတ်မှာ22ပါရှင်လက်ကယူချင်တဲ့မမတွေဆိုရင်လည်းပဲ CV ထဲမှာလက်က CV နဲ့လာရောက်ဝယ်ယူအားပေးလို့ရပါတယ်ရှင်။ဒါလေးဆိုရင်တော့နှစ်ပြလေးပါရှင်။နှစ်ပြ နေပြီပြ နေပြီပြမဟုတ်ဘူး။ဘဲကောင်းစိမ့်တီးတော့မတို့မြေထဲရောက်မှန်းတယ်နော်။မြေထဲရောက်မှန်းတယ်နော် screenshot တွေနဲ့လာလို့ရပါတယ်ရှင်။ဒါမှလည်းကြောက်စိမ့်လေးတော့အိုး တစ်ထပ်ပါ ကြောက်စိမ့်လေးတစ်ထည့်ရပါတယ်တဲ့နော်။ကြောက်စိမ့်လေးပါရှင်နံပါတ်မှာ24ပါရှင်ပတ်ကြည့်လာတယ်နော်ဒီတိုင်းကြည့်လိုက်ဘာမှမဟုတ်လို့ပဲနံပါတ်မှာ24ဒီစိမ့်ဆိုဒါလေးကအနစ်ခံနော်ဟုတ်တယ်အနစ်ကလေးနံပါတ်မှာ25ပါရှင်နံပါတ်မှာ25အနစ်ကလေးပါရှင်25ပါရှင်ညမအောင်ပြောင်းရဒါကလေကာလာဇန်လေးနော်ညီမအနည်းကပြပေးမယ်ကာလာဇန်လေးပါရှင်နံပါတ်မှာ26ပါရှင်နံပါတ်မှာ26ကာလာဇန်လေးပါရှင်မတူ မတူရနော်အနီလေးတွေကမတူဘူးနော်တယောက်နဲ့တယောက်မတူတာ20ခေါ်မတိတ်လေးလေးလွဲတယ်ဒါတွေကနံပါတ်မှာ20နဲ့ခေါ်ပါရှင်20ခေါ်ပါရှင်ခရမ်းဆူဆူလေးတချို့မတွေမေးတယ်နော်ခရမ်းဆူဆူလေးရှိလားလို့မေးတာလေတော်ရုံမရဘူးဒီမှာလာတယ်ခရမ်းဆူဆူလေးအရှိလေးခေါင်းရတယ်ပါတယ်နံပါတ်မှာ28ပါရှင်နံပါတ်မှာ28ခရမ်းဆူဆူလေးပါရှင်လာနေရောနော်ဒါလေးက29ဟိုဒီတစ်ခါလည်းထပ်ပါတယ်နော်ဒီဒီဇိုင်းလေးနံပါတ်မှာ29ဒါလေးဆိုနံပါတ်မှာ29ပါရှင်29ပါရှင်နံပါတ်30ပါအမိကြောက်ပြီးမောင်းနေယူပေးဒါလေးကနံပါတ်မှာ30ပါရှင်နံပါတ်30ပါရှင်ဒီခရမ်းလေးရတယ်ဒီဇိုင်းတစ်မျိုး31ပါရှင်မလို့စိတ်ကြိုက်တာရွေးတော့နော်အရောင်လေးတွေရောအစိမ်လေးတွေရောပြီးခဲ့တော့ကဒီအစိမ်မျိုးပါတယ်ဒီဒီဇိုင်းပါသေးလားဒီအောင်ပါဦးနော်ဒါလေးဆိုနံပါတ်မှာ30ဒါလေးနံပါတ်မှာ31ပါရှင်32ပါရှင်နံပါတ်မှာ32ပါရှင်မိုင်လိုဖြော့လေမိုင်လိုဖြော့တာတည်တာလူမင်းများတဲ့အယောင်လေးဒါလေးက33ပါရှင်ဒါလေးဆိုရင်တော့နောက်ဆုံးထည့်လေးပါရှင်စီးလေးတွေကလေခြေသားလေးကလောကကောင်းတယ်အမခံတယ်ညီမတို့ quality ကောင်းကောင်းလေးထုတ်ထားပေးပါတယ်ခြေသားကောင်းကောင်းလေးတုပ်ထားပေးပါတယ်လက်ကယူချေတဲ့မမလေးဆိုရင်လည်းရဝယ်ယူအားပေးလို့ရပါတယ်ရှေ့အယောင်လေးတွေရောကာလာလေးတွေရောစိန်လေးတွေရောနောက်ကဒီနောက်ဆုံးအတန်းထွေထားတဲ့ဒီဇိုင်းလေးတွေမလို့ပါနော်တစောကို3500ပါဟိုဆက်ဗီဒီယိုဖိုင်လေးကိုလည်းပြီးအောင်ကြည့်ပေးတဲ့အတွက်လည်းချိန်ပြီးကြည့်ပေးတဲ့မမတွေအားလုံးလည်းကျေးဇူးများကြီးတင်ပါတယ်ရှေ့ကောင်းကျိုးလို့ရဆန္ဒပြပါကြပါစေရှင်